အားရဝမ်းသာစရာဖြစ်နေတယ်အဲ့တော့ဒါချင်းပြည်နယ်ကဖြစ်စဉ်နဲ့ပတ်သက်လို့ကျွန်တော်အရင်ဆုံးပြောချင်ပါတယ်ဇူလိုင်လ21ရက်နေ့ည8:00 နာရီလောက်မှာဒီ PDF ဇိုလန်ကပေါ့နော်ဒီစစ်ကောင်စီရဲ့ကားကိုမိုင်းဆွဲတိုက်ခိုက်တာရှိတယ်စစ်ကောင်စီကကလေးတီးတိမ်လမ်းပိုင်းတွေမှာသူတို့ကဂိတ်ချတယ်ဂိတ်တွေချပြီးတော့ပတ်စံတွေကောက်တာရှိတယ်အဲ့ပတ်စံတွေကောက်တာသူကအဲ့လိုအင်အား30လောက်ရှိတဲ့ဂိတ်တွေအဲ့လိုမျိုးပေါ့နော်ချတယ်ချပြီးတော့သူကပတ်စံကောက်တယ်အဲ့လမ်းကြောင်းမှာပတ်စံကောက်တယ်ကောက်တဲ့ဟာကိုဒါရပြီဆိုရင်ဒီကားနဲ့လိုက်သိမ်းနေပါဗျာအဲ့ကားနဲ့လိုက်သိမ်းတဲ့ဟာကဒါခလိုက်ရ269ကနေပြီးတော့သူကကားနဲ့လိုက်သိမ်းတယ်အဲ့လိုမျိုးပတ်စံလိုက်သိမ်းတဲ့ကားကိုတော်လိုင်းအင်အားစုတွေကပြင်းတာပေါ့နော်ပြောမယ်ဆိုရင်တော့ BDS ဇိုလန်ကပြင်းတာကလည်းတီးတိမ်မျိုးအဝင်နားလောက်မှာပြင်းတာအဲ့ချိန်မှာဒါဒီမိုင်းဆွဲတိုက်ခိုက်ပြီးတော့လက်နက်ငယ်နဲ့ထပ်ပြီးတော့ပစ်ခတ်တယ်ဆိုပြီးတော့လည်းဒါထုတ်ပြန်ထားရလဲရှိတယ်ပေါ့နော်ဒီထုတ်ပြန်ချက်လည်းတွေ့ရပါလိမ့်မယ်အဲ့တိုက်ပွဲဖြစ်တယ်ပေါ့ဗျာအဲ့တော့အဲ့ဖြစ်စဉ်မှာကားပေါ်မှာပါလာတဲ့6ယောက်ဂိမ်းနဲ့ပြီးရင်ဒီ6ယောက်လောက်ကဆေးရုံပို့ရတယ်1ယောက်ကတီးတိမ်ဆေးရုံပို့တယ်9ယောက်လောက်ကဒီကလေးဆေးရုံပို့ရတယ်ပေါ့နော်ပြီးရင်အဲ့ထဲမှာမှထပ်ပြီးတော့9ယောက်လောက်ကထွက်ပြေးတာရှိတယ်ခုထိဆက်သွယ်မရသေးဘူးပေါ့နော်အဲ့တော့အဲ့ဖြစ်စဉ်တွေကဒါဂိမ်းသွားပါတယ်ဆိုတော့6ယောက်အဲ့6ယောက်ထဲမှာစစ်ကောင်စီစစ်သားက3ယောက်ပါတယ်ဇက်တာတွေကဒါ3ယောက်ပါတယ်ပေါ့နော်ပြီးတော့ဒီထွက်ပြေးပါတယ်ဆိုတော့9ယောက်ကလည်းဇက်တာတွေ9ယောက်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်သိရတယ်လိုက်ရှာနေကြတာအခုချိန်ထိမတွေ့သေးဘူးပေါ့နော်ဒါပေမဲ့ဒီဖြစ်စဉ်ကိုစစ်ကောင်စီကဘယ်လိုမျိုးလိန်လေဝါဒဖြန့်တယ်လဲဘယ်လိုမျိုးဖန်တီးတယ်လဲဆိုတော့ဒါကထူးကြတယ်ပေါ့နော်အဲ့တော့တိုက်ပွဲဖြစ်ပြီးတဲ့နောက်နေ့မနက်အစောပိုင်းမှာပဲစစ်ကောင်စီတွေကအဲ့တိုက်ပွဲဖြစ်တဲ့နေရာကိုရောက်လာတယ်သူတို့ရှင်းလင်းရေးတွေလုပ်တယ်အလောင်းတွေတည်တယ်ပြီးရင်လက်နက်ခဲယမ်းတွေလည်းပြန်ရသွားတယ်ပြန်တည်သွားတယ်ပေါ့နော်ဆိုတော့မြို့နားမှာဆိုတော့ဗျာဒါ PDF ဇိုလန်ကလည်းတိုက်ပြီးတဲ့အချိန်မှာအမြန်လှုပ်ဆောင်ရတာဖြစ်လို့ပေါ့နော်ရှင်းလင်းရေးတိတ်မလုံနိုင်ဘူးထင်တယ်ပေါ့နော်အဲ့ချိန်မှာလက်နက်ခဲယမ်းတွေပါပြန်ရသွားတယ်ဆိုပြီးသိရဒါနှမျောစရာပေါ့လေနော်ဒါကျွန်တော်စုံစမ်းသိရှိရတဲ့ဟာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးတည်တဲ့အချိန်မှာစစ်ကောင်စီ3လောင်းကိုဒါမနက်8နာရီလောက်မှာသူကဒီအရက်ကားတွေကိုချောဆွဲပြီးတော့တိတ်တဆိတ်နဲ့တည်တယ်နောက်ထပ်ဇက်ရာတွေ3လောင်းကိုကြတော့နေ့လယ်7နာရီလောက်မှာပေါ့နော်အမိုးဖွင့်ကားတွေနဲ့ပြည်သူတွေမြင်အောင်တမင်တည်ပြအဲ့လိုမျိုးပုံစံမျိုးစစ်ကောင်စီကဖန်တီးတယ်နော်ဘာလို့ပုံဖော်တာလဲဆိုတော့ချင်းတက်ဖွဲ့အချင်းချင်းလူမျိုးအချင်းချင်းအခုလိုမျိုးဖြစ်ကြတယ်တိုက်ကြတယ်ပြစ်ကြတယ်ခတ်ကြတယ်ဒါကြောင့်မလို့တည်ဆုံးသွားတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးတာပေါ့နော်ဒီသူတို့ရဲ့ဒီစစ်ကောင်စီစစ်သားတည်ဆုံးတဲ့ဟာကိုကြတော့မနေ့8နာရီလောက်မှနေရတိတ်ဆိတ်ခိုးပြီးတော့တည်သွားတယ်ပြည်သူတွေအမြင်မခံဘူးပေါ့လေနော်အဲ့တော့တည်ဆုံးတာကစစ်ကောင်စီမဟုတ်ဘူးဇာတ်ရီဖြစ်တယ်ဇာတ်ရီဒီလိုဖြစ်အောင်လို့ PDF ဇိုလန်ကတိုက်ခိုက်တာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးသူတို့ကဖန်တီးတာဖြစ်ပါတယ်အဲ့တော့ဒါကလူမျိုးရေးပဋိပက္ခဖြစ်အောင်ဖန်တီးရတဲ့အတူတူပဲပေါ့နော်စစ်ကောင်စီရဲ့ဝါဒဖြန့်မှုတွေ brain wash တွေကတော်တော်ကြောက်စရာကောင်းတယ်ဆိုတော့ဒါတွေကလည်းကျွန်တော်တို့သတိထားဖို့လိုပါတယ်ဇာတ်ရီကစစ်ကောင်စီနဲ့ပေါင်းတယ်ဖြစ်စဉ်မှာစစ်ကောင်စီသေးတယ်ဆိုတာကိုဖုံးကွယ်ထားတယ်ဒါကသတိထားရမှာဖြစ်တယ်ဖြစ်စဉ်အမှန်ကိုလည်းကျွန်တော်တို့ဖော်ထုတ်ဖို့အရေးကြီးတယ်သိရှိဖို့အရေးကြီးတယ်စစ်ကောင်စီစင်တဲ့အကွက်ထဲကျွန်တော်တို့မဝင်သွားကြဖို့လည်းလိုတယ်ပေါ့နော်အဲ့တော့အမှန်တရားပဲရက်တည်တဲ့အဖွဲ့တွေကတော့စော်မှာပဲစစ်ကောင်စီကိုတော့စော်မှာပဲအဲ့တော့စစ်ကောင်စီမှုလို့ကိုစော်တာအဲ့ထဲမှာစစ်ကောင်စီနဲ့ပေါင်းလို့ရောရောင်ပြီးတော့စော်ခံလိုက်ရတာတော့မတက်နိုင်ဘူးပေါ့နော်ဒါကတော့အဲ့လိုမဖြစ်စေချင်ဘူးဆိုရင်ဒါမပေါင်းနဲ့ပေါ့နော်မပေါင်းနဲ့စစ်ကောင်စီကဘလို့ကောင်မျိုးတွေလဲဘလောက်ထိရက်ဆက်တယ်လဲအခုဆိုရင်ချင်းပြည်နယ်မှာပေါ့နော်စစ်ကောင်စီဘုံကျဲတာလေကြောင်းတိုက်ခိုက်တာပိုးစိုးပတ်ဆက်ကြီးလုံနေတာပေါ့နော်အဲ့လိုမျိုးဒါပြည်သူတွေဒေသခံတွေကိုရိုးရိုးမမာနဲ့ချင်းပြည်သူတွေကိုဒီလိုလုံနေတဲ့ဟာကိုဘာကြောင့်လက်ခံမှာလဲကျွန်တော်ပြောဟုတ်တော့အားကြောင့်မလို့အဲ့လိုမျိုးပေါင်းနေဆိုတဲ့ဟာကိုဒါတိတိတသားကြီးဖြစ်လာစေတယ်ပေါ့ဗျာဒီဒါချင်းလူမျိုးတွေလည်းသိပါတယ်ပေါ့နော်ဒါကျွန်တော်တို့ပြောမှာမဟုတ်ကျွန်တော်တို့တော့မှသူတို့ပြောပြမှာပဲသိရတဲ့ဟာတွေပေါ့နော်အဲ့တော့ရန်သူနဲ့ပေါင်းရင်တော့ရန်သူလူမျိုးပဲတတ်မှတ်ခံရမှာပေါ့နော်စစ်ကောင်စီနဲ့ပေါင်းလို့စစ်ကောင်စီကိုစော်တဲ့အချိန်မှာပါသွားတော့မတက်နိုင်ဘူးပေါ့လေနော်အဲ့တော့မနိုင်တဲ့တိုက်ပွဲကိုတိုက်နေမှာထက်စာရင်စစ်ကောင်စီနဲ့ပဲပူးပေါင်းသင့်တယ်ဆိုတဲ့ဇကားကတကယ်တမ်းပြောရင်ဆိုရင်အဲ့ဒါစစ်ကောင်စီရဲ့ဇကားစစ်ကောင်စီဖြစ်စေခြင်းနဲ့ဖြစ်ရက်စစ်ကောင်စီဖြစ်စေခြင်းနဲ့ပုံစံပေါ့ဗျာအဲ့တော့တော်လိုင်းအင်အားစုတွေကတော့အနိုင်တိုက်မှာအနိုင်တိုက်လို့ရမယ့်နီလန်းတွေလည်းသိရှိနေပြီးသားဖြစ်တယ်ပေါ့နော်။ဘာကြောင့်မလို့ဒီအာဏာရှင်ကိုကျွန်တော်လက်ခံရမလဲပေါ့နော်။အခုဆိုရင်ဒါချင်းပြည်နယ်ထဲမှာဒါနေရာနှံ့တိုက်ပွဲတွေဖြစ်ပွားနေစစ်ကောင်စီကချင်းပြည်နယ်ကိုထိန်းချုပ်နိုင်ဖို့အတွက်အများပြားအင်အားတွေတုံးပြီးတော့ထိုးစစ်ဆင်ပြီးတော့စ조사နေတာလည်းဒါရှိတယ်ပေါ့နော်။ပြီးတော့ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်နဲ့အဆက်ဒီလိုနေရာမျိုးတွေဆိုရင်လည်းစစ်ကောင်စီကချင်းပြည်နယ်ကိုထိန်းပြီးရခိုင်ပြည်နယ်တွေကိုဝင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့နော်နောက်ထပ်စစ်မျက်နှာပုံစံမျိုးတွေပေါ်ဆောင်နေရလည်းရှိပါတယ်အဲ့တော့လေကြောင်းတိုက်ခိုက်မှုဆိုတဲ့ဟာကတော်တော်ကိုကြမ်းကြမ်းတမ်းတမ်းလောက်တာပေါ့နော်တော်တော်ကိုကြမ်းကြမ်းတမ်းလောက်တာပါအဲဒါကြောင့်မလို့ဒါပြည်သွေးနေနဲ့လည်းသတိထားကြဖို့လိုတယ်စစ်ကောင်စီရဲ့လောက်ရက်တွေပေါ့နော်ရုံမှမှုတွေလည်းသတိထားမှာဖြစ်တယ်လို့အခုလိုမျိုးဝါဒဖြန့်မှုတွေ brain wash လုပ်တာတွေပေါ့နော်ပြီးရင်လိန်ညာတာတွေဒါတွေကိုလည်းကျွန်တော်တို့သတိထားကြဖို့လိုပါတယ်အဲ့တော့သူတို့ကတော့သူတို့အောင်မြင်ဖို့အတွက်နီလန်မျိုးစုံသုံးပါပဲကျွန်တော်တို့ကဒီဥစ္စာတွေကိုသတိထားပြီးတော့အဖြေရှာနိုင်ဖို့အတွက်ရေးကြည့်တယ်ဆိုတဲ့အကြောင်းလေးဒါတင်ပြချင်တယ်ပေါ့နော်